Okay ကထရီနိုဝိတ်ခဲ့တဲ့ဒီလာဘာပတန်လေးဆက်ပြပါမယ်လိုရဲ့အယောင်တွေအခုနောက်ပေါ်မှာပြထားတဲ့အယောင်တွေပေါ့နော်ဒီလိုကိုမှဒီမျိုးမာကာရင်ရှင်းအဲ့ပုံတွေကအနည်းဆက်ဆုံးရောင်ကိုရွေးလို့ရပါတယ်ပထမဆုံးတော့ base color ကိုအနုဆုံးချင်မှာဖြစ်တဲ့တော့အဝါရောင်ကိုအရင်ဆုံး base color အနုဆုံးချင်မယ်ပြီးဆိုင်2ပုံမှာအဝါရောင်နည်းနည်းရင်းတာလေးကိုနည်းနည်း plan ပေးမယ်ပြီးရင်တော့လိမ်မုံရောင်ပြီးအနီရောင်အနုလေးပေါ့နော်ဒီမျိုးကိုတိကွက်ချာလေးတွားပေးပါအလေကအဝါရောင်အပေါက်လေးကိုတော့ခြံထားပေးပါနော်ပြီးအတိုင်းမဲ့တဖြည်းနဲ့တော့အရှင်းနေတွားမယ်ပြီးနောက်ရောင်စုံခဲနဲ့အနက်ရောင်ပေါ့နော်နောက်ဒီကလာအရင်ဆုံးနေရာတွေကိုပဲရွေးပြီးမှချဲပေးမှာပေါ့နော်နောက်အနုနေရာတွေတွားပြီးတော့ချဲလို့မရပါဘူးပေါ့နော်ဒီလိုကခဲနဲ့တိတ်မထင်ဆိုရင်တော့ဒီ dark gray တွေနဲ့နည်းနည်းပါချစ်လိုက်လို့ရတယ်ပေါ့နော်ခွေးအဲ့ဒါပြီးသွားဆိုရင်တော့အရင်တော့ base color ထည့်ခဲ့တဲ့အဝါရောင်ကိုအပေါ်ကနေပြန်ပြီးနေပါ plan ပေးမယ်ပြီးရင်တော့အပေါ်မှာဒီမျိုး spot အတွက်ပေါ့နော်ဒီwhite pen လေးတွေကိုနည်းနည်းပါထည့်ပြီးနောက်အနီရောင်အဆက်ပြောက်လေးနည်းနည်းပါထည့်ပေးလိုက်ရတော့ပါပြီပြီးတော့ပေါင်လေးပါလေးခတ် okay ဆိုရင်တော့လို့ရှင်တဲ့လာပါတခြားလေးရပါရောနော် step drop များပြီမဲ့အရင်တော့ခတ်မနေပါဘူးနော်